ကျွန်တော်နောက်တစ်ခါပြန်ရလို့ရှိရင်တဲ့သူကျမ်းမာရေးကောင်းကောင်းနဲ့အသက်ရှင်ပြီးရှိနိုင်လားမရှိနိုင်လားဆိုတာသူ့ကိုယ်သူပြန်ကြည့်မယ်ကျေးဇူးများတင်တယ်ဘယ်လိုပြောလဲနမိုနီအဲ့လိုတော့ဒါလေးကကျုပ်ကိုအပူပေးထားတာပြီးတော့အပူပေးလိုက်တဲ့အတွက်ဒီကွဲသွားတဲ့အကွဲရာလေးတွေကြည့်ပြီးတော့ရှေ့ပြစ်နောက်ပြစ်တွေဟောတာကျုပ်ပေးတယ်ဒါကြတော့ဟောဒီဝါကြောလေးနဲ့ဒီအရေးလေးတွေမှာပတ်ပြီးတော့ရှေ့ပြစ်နောက်ပြစ်တွေဟောတယ်ဒါကျိုးပေးတယ်ဒါကတော့ဂျင်းဒီဂျင်းနဲ့လည်းဘေးရင်ဟောလို့ရတယ်ကျွန်တော်စီမှာတော့ဒီလက်မှာရှိတဲ့လက္ခဏာတွေကြည့်တယ်နက်ခတ်တွေကြည့်ပြီးတော့လူတစ်ယောက်ဘဝရဲ့ရှေ့ပြစ်နောက်ပြစ်တွေဟောတယ်သူတို့စီမှာတော့ကျုပ်နဲ့ဟောတယ်ဒီကျိုးနဲ့ဟောတယ်ဂျင်းနဲ့ဟောတယ်ဘယ်လိုဟောလဲဆိုတာတော့ကျွန်တော်ကိုယ်တိုင်အခုမေးကြည့်ပါကျွန်တော်မေးနေပြီးသက်တယ်သူတို့ဟောတဲ့ဟောပုံဟောနည်းကိုလေ့လာလို့ရတာခုနဝါကိုသူကတတ်လိုက်တာပြီးတော့ဒီမှာခေါင်ရည်ဒီခေါင်ရည်ကလည်းသူကဒီဘေးရင်ဟောဖို့အတွက်ကိုဒီခေါင်ရည်အသက်ခေါင်လို့อ่ะအဲ့တော့ခေါင်ရည်ဦးပြပြနဲ့သူကဘေးရင်ဟောမှာသူဘလို့ဘေးရင်ဟောမလဲဆိုတာကိုစစ်ပြီးတော့ကြည့်ကြအောင်ဟဲ့လား我不要全部那都不要找吧，我两个人，什么都不把账啊，不要亏到行了，全部都嘛把个路上过行了不？你要这个都弄，要个人车来了，你看多搞点，我不能讲他们。นี่ลุดดอกกมันแต่โอ้ดีนี่ลุดดอกแก่พินตันแต่นิดหมดเห็นกองนี่เจือลิมาထွက်လာအဆန်လေးကိုဒီစံလေးကြည့်ပြီးတော့ဒါအခုတော့မခီးကောင်းတယ်ဟုတ်တယ်ဟုတ်တယ်ဟုတ်ရတယ်ဟုတ်တယ်ကောင်းတယ်ဘာမှမဖြစ်ဘူးဘာမှမဖြစ်ဘူးဩကောင်းလေမချောင်းထွက်နေတာနော်ဟုတ်တယ်ဩကောင်းဤရဤလိုပါဒီဘက်ဒီခီးစင်တဲ့ချမ်းမှာကောင်းတယ်ဒီဘက်ဤရနေကြည့်လို့ပါနောက်ခေါ်ရောက်မလားမရောက်ဘူးလားဒီမှာလာရဖွဲ့ရောက်ဖွဲ့ဆန်းကြည့်အဲ့ဒါတော့နောက်တစ်ခါလာမလားနောက်တစ်ခါညော်တီးရထက်ရောက်မလားမရောက်ဘူးလားဆိုတော့အခုကအလုပ်ပဲလူတွေတော့ဂျန်လာလောက်တယ်ဟမ်နောက်တစ်ခေါက်ရောက်ကိုရောက်နိုင်တယ်ဒီဖွဲ့နောက်တစ်ခါရောက်ကိုရောက်နိုင်တယ်ဒီဖွဲကရောက်ကိုရောက်နိုင်တယ်ရောက်မဟုတ်သေးရောက်ကိုရောက်လာတရားမှုတရားရောက်ကိုရောက်မှာကျေးဇူးများတင်တယ်ဘယ်လိုပြောလဲနမိုနီအဲ့လိုတော့တက်ရှိသူကကျွန်တော်နောက်တစ်ခါပြန်ရလို့ရှိရင်တဲ့သူကျမ်းမာရေးကောင်းကောင်းနဲ့အသက်ရှင်ပြီးရှိနိုင်လားမရှိနိုင်လားဆိုတာသူ့ကိုယ်သူပြန်ကြည့်မယ်ကောင်းနေတဲ့ကြားတယ်ရှိနိုင်သေးတယ်ပေါ့အေးနော်ဟုတ်ဘူးရရှိနိုင်သေးတယ်ရှိနိုင်ရှိအဲ့လိုနောက်နေ့ကျရင်ပြန်တွေ့မယ်လို့ပြောလိုက်နောက်တဲ့အလိုပါခုပါပါကဲကျေးဇူးပဲလို့